မင်္ဂလာပါဗျာနော်ဒီကောင်ကကြတော့ကျွန်တော်ဒီရှေ့အပိုင်းရဲ့အဆက်ပေါ့ဗျာနော်အဲ့ကြတော့ဘာတော့ဆိုလို့ရှိရင်ဒီမှာဒီရှေ့မှာကြတော့ကျွန်တော်တင်ထားတယ်လေ prochanan ဆိုတာကျွန်တော်တော့တခါလေးရိုက်တာပေါ့ဗျာတခါလေးရိုက်တာဆိုတော့ဒီဓာတ်ကြောင်ဆိုတဲ့ဟာလေးတင်သွားတယ်ဓာတ်ကြောင်အဲ့ဒါကြောင်ဆိုတဲ့စကားလေးတင်သွားပြီနော်အဲ့ဒါလေးတင်သွားပြီးရှင်ဒီနေ့နောက်တစ်ခါကြတော့အဲ့ဒါနဲ့ခက်စင်မဲ့ပုံစံလေးကိုတင်မယ်နော်ဒီဟာဒါကိုလည်းပြန်ပြောပြအောင်မလားအဲ့ဆိုဒီမှာလေဒီမှာဘယ်လိုဆိုတော့1နီးကြော်မိုက်မှာဒီနေ့ကြော်မလာဘူး prochanan ဒါကြောင့်မလို့အောင်တောက်မှာချွေတီနီအောင်ဒီမှာလာပူရမယ်တဲ့เนาะဒါအဲ့လိုနေရာမှာသုံးတာပေါ့နောက်ဟာကြောင့်လဲတပုံစံနဲ့ပဲကြိုက်တဲ့စကားလုံးသုံးလို့ရတယ်ဆိုတာလေးကိုကျွန်တော်ပြောပြမယ်ဥမာဒီကောင်လေးကိုဖြတ်လိုက်မယ်ဗျာ prochanan ကိုဖြတ်လိုက်ပြီးတော့ဒီနေ့တင်မဲ့စကားလုံးကျွန်တော်ဖြည့်လိုက်ဒီနေ့တင်မဲ့ကျွန်တော်စကားလုံးဖြည့်လိုက်မယ်ဆိုတော့ဒီ prochanan ကိုဖြတ်ချလိုက်မယ်เนาะဒီကောင်ကကြတော့ဗာလဲဆိုတော့ဒီနေ့တင်ရမှာကောင်းမှာဘယ်နီကောလို့ပဲเนาะဒါမှမဟုတ်လဲယန်နီကောလို့လည်းပြောလို့ရတယ်ဒီလိုဆိုရင်ဒီပုံစံဆိုရင်ပေါ့နော်အတူတူပဲယန်နီကောဘယ်နီကောအတူတူပါပဲနော်အဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်ရေးပြလိုက်မယ်နော်ဘယ်လိုပဲဖတ်ရတယ်နော်ဘယ်နီကောဘယ်ဆိုကျွန်တော်မြန်မာလို့ဆိုပုံစံပေါ့ဗျာဒီပုံစံဆိုရင်ဆိုပြီးသုံးတာပေါ့နော်ဘယ်နီကောလို့လည်းပြောလို့ရမယ်ပြီးလို့ရှိရင်ဘယ်လို့လည်းပြောရင်ပြောဘယ်လို့မပြောချင်ယန်နီကောဆိုလို့ရှိရင်လည်းဒီလိုမျိုးဆိုရင်ပေါ့ဘယ်နီကောယန်နီကောဆိုရင်ဒီပုံစံမျိုးဆိုဒါမှမဟုတ်လို့ရှိရင်လည်းဒန်နီကောလို့လည်းသုံးလို့ရပါတယ်ဒန်နီကောလို့လည်းသုံးတာရှိပါတယ်နောက်မှာတော့နီကောပေါ့ဗျာနီကောရှိရတော့ဒီစကားလုံးကြိုက်တာထဲပေါ့နီကောနီကကြတော့ဒီဟာပေါ့ဗျာနီကောဆိုလို့ရှိရင်ဘယ်နီကောလို့လည်းပြောလို့ရတယ်နော်မှဘယ်နီကောလို့လည်းပြောလို့ရတယ်ယန်နီကောလို့လည်းပြောလို့ရတယ်ဒန်နီကောလို့လည်းသုံးလို့ရတယ်အထိပ္ပယ်ကြတော့အသုံးခုလုံးရဲ့အထိပ္ပယ်ပေါင်းဆိုဒီလိုဆိုရင်လို့ဒီပုံစံဆိုရင်ဒီလိုဆိုရင်အဲ့လိုမျိုးအထိပ္ပယ်ရပါတယ်เนาะဒီလိုဆိုရင်ဒီပုံစံဆိုရင်ဆိုပြီးအထိပ္ပယ်ရတယ်ဒီလိုပေါ့ဗျာဒီလိုဆိုရင်ဒီပုံစံဆိုရင်ဒီပုံစံပေါ့ဗျာเนาะအဲ့လိုမျိုးနေရာမှာသုံးတဲ့စကားဖြစ်ပါတယ်အဲကြောင့်ဟိုရှေ့ရဟာနဲ့ကြိုက်တာထည့်လို့ရသုံးလို့ဆိုတာရှေ့မှာတင်ထားတဲ့ကောင်ကြတော့ prochanan ဆိုတော့ဒါကြောင့်အဲ့ဒါကြောင့်ပေါ့เนาะဒီကောင်ကကြတော့ဒီလိုဆိုရင်အဲ့ဒီလိုဆိုရင်ဆိုလဲအတူတူပဲဒီမှာ1နီးကြော်မိုက်မှာဒီနေ့ကြော်မလာဘူးဘယ်နီကောဒါမှမဟုတ်လဲယန်နီကောဆိုရင်ဒီလိုဆိုရင်เนาะဒီလိုဆိုရင်အောင်တောင်းမှာချွတ်ချီနီအောင်ဒီမှာလာကူရမယ်အောင်ဒီမှာလာကူဖို့လိုအပ်တယ်တဲ့ဒီရှေ့အပိုင်းတော့ကျတော့1နီးကြော်မိုက်မှာ prochanan အောင်တောင်းမှာချွတ်ချီနီဒီနေ့ကြော်မလာဘူးအဲ့ဒါကြောင့်မလို့အောင်ကဒီမှာလာကူရမယ်เนาะအဲ့လိုဒါဒီရှေ့အပိုင်းအခုဒါကကြတော့1နီးကြော်မိုက်မှာ1နီးကြော်မိုက်မှာဒီနေ့ကြော်မလာဘူးเนาะဘယ်နီကောဒါမှမဟုတ်လေယန်နီကောဒါမှမဟုတ်ဒန်နီကောဒီလိုဆိုရင်အောင်တောက်မှာချွေထီနီအောင်ဒီမှာလာကူရမယ်တဲ့เนาะအောင်ဒီမှာလာကူရမယ်ဒါမှမဟုတ်အောင်ဒီမှာလာကူဖို့လိုအပ်တယ်ပေါ့ဗျာเนาะအဲ့ဆိုလို့ရှိရင်တော့ရမယ်ထင်ပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ဘယ်လိုနေရာမှာလဲဒီကောင်ကြတော့ဒီဘယ်နီကောတို့ယန်နီကောတို့ကြတော့ဒီလိုဆိုရင်ဆိုတော့သူကဘယ်လိုနေရာမှာသုံးလို့ရသေးတုံးဆိုလို့ရှိရင်ဒီအရှိဟာကြတော့အဲ့ဒါကြောင့်ဆိုတော့ sorry ထို့ကြောင့်ဒါကြောင့်ဆိုတော့ကြတော့သူကညာတော့အဖြစ်ကလူတယောက်တည်းပဲပြောတာဥပမာဗျာဒီမှာဒီနေ့ကြော်မလာဘူးဒါကြောင့်မို့လို့ကိုကပဲစပြောတာနော်ပထမစကားကိုလည်းကိုကဒီအလုပ်ဓမ္မအကြားထဲမှာဘာသာပြန်တယောက်ဖြစ်နေတယ်ဒါမှမဟုတ်ဒီခေါင်းဆောင်တယောက်ဖြစ်နေထားပါဆိုအဲ့လိုဆိုရှင်ကိုကပြောတာဒီနေ့ကြော်မလာဘူးဒီနေ့ကြော်မလာဘူးဒါကြောင့်မို့လို့ဒါကြောင့်မို့လို့ဒီကြောင့်မဟုတ်နော်ဒီရှေ့အပိုင်းကဒါကြောင့်မို့လို့ prochanan ဆိုတာအဲ့ဒါကိုပြောတာဒါကြောင့်မို့လို့အောင်ကဒီမှာလာကူရမယ်ဆိုပြီးတော့ရှေ့ကတကြောင်ကိုလည်းကိုပဲပြောတယ်နောက်ကတကြောင်လည်းကိုပဲပြောတယ်အဲ့လိုနေရာမှာဆိုအဲ့ဒီဟာလေးသုံးလို့ရတယ် prochanan ဆိုတဲ့ခေါင်းသုံးလို့ရတယ်နော်ဒီဟာကကြတော့အဲ့လိုမဟုတ်ဘူးဟိုကောင်ကထို့ကြောင်နော်ဒီရှေ့အပိုင်းကထို့ကြောင်နော်သူကအဓိပ္ပာယ်ဆင်လို့တော့လေကျွန်တော်တော့မေ့တယ်ဆိုကြည့်လိုက်မှာအောက်ကောင်ကကြတော့ထို့ကြောင်ပြီးရင်ဒါကြောင်အဲ့လိုမျိုးဒီကောင်ကကြတော့ဒီလိုဆိုရင်အဲ့ဒီလိုဆိုရင်ကြတော့တခါတလေကပထမတစ်ကြောင်ကိုသူများကပြောတာဟိုမှာတခြားတစ်ခါဆိုရင်ပထမတစ်ကြောင်သူများကိုလာပြောတာပေါ့ကိုကခေါင်းဆောင်မဖြစ်ဘာဖြစ်ပြောအဲ့လိုမျိုးဆိုသူများကိုလာပြောတာပေါ့ဟေးဒီနေ့ကြော်မလာဘူးနော်ပေါ့ဒီကြော်မလာဘူးဆိုကိုကအဲ့လိုမျိုးပြန်ပြီးတော့ပြောပြပေးရတဲ့လူဆိုလို့ရှိရင်အဲ့ဒီလိုဆိုရင်အောင်ဒီမှာလာကူခိုင်းလိုက်ပေါ့ဆိုပထမတစ်ကြောင်ကိုပြောတာတယောက်နောက်တစ်ကြောင်ကကိုကပြောတာအဲ့လိုမျိုးအဲ့လိုနေရာမှာတော့ကတော့ဒီကောင်ကြတော့ဟိုလူနှစ်ယောက်ပြောတာပေါ့ပထမတစ်ကြောင်ကိုတယောက်ကပြောတယ်အချိန်မှာနောက်တော့ကဆက်ပြီးတော့ဒီနေ့ကြော်မလာဘူးအဲ့လိုလာပြောတဲ့ခင်ဗျာကိုကပြန်ပြီးတော့အေးဒီလိုဆိုလို့ရှိရင်တော့မင်းဒီလိုလုပ်လိုက်ပေါ့အဲ့လိုမျိုးအကြံပြန်ပေးတဲ့နေရာမှာသုံးပါတယ်လို့နော်ပြီးရင်နောက်တင်တဲ့ဟာလည်းအတူတူပဲဟိုဒီလိုဆိုရင်ဆိုတော့နောက်တစ်ခါကျတော့ပါအောင်ဆိုတော့အဲ့ဒီလိုဆိုလို့ရှိရင်တဲ့
အဲ့ဒီလိုဆိုလို့ရှိရင်လည်းဒီကြားလေးကိုပဲဖြတ်ပြီးရေးလိုက်ရုံပဲအဲ့ဒီလိုဆိုလို့ရှိရင်ဆိုပြီးတော့လေဒါဆိုအဲ့ဒီလိုဆိုရင်ကြိုပြီးတော့ပြန်ပေးရမယ်ဆိုရင်ဗျာဝမ်းနေကြောင်မိုက်မှာဒီနေ့ကြောင်မလာဘူးပေါ့တခြားတယောက်ကကိုယ်လာပြောထားပါအဲ့ဆိုရင်ကိုကအဲ့ဒီလိုဆိုရင်အောင်တော့မှာရွှေဒီနီအောင်မင်းဒီမှာလာကူမရမယ်အဲ့လိုမျိုးပုံစံပြောတာပေါ့ဗျာကျွန်တော်တို့မနေ့ဆိုလို့ရှိရင်အလုံးမစခင်မှာလူတွေပါတယ်ဟိုတန်းစီကြတယ်ဗျာတန်းစီပြီးတော့ဒီနေ့ဘယ်သူကတော့မလာဘူးဘယ်သူကလာတယ်အဲ့လိုပြောတဲ့အခါမှာဆိုသူများကိုပြောပြတယ်ပေါ့ဒီနေ့အောင်မလာဘူးနော်ဒါပေါ့ဒီနေ့ကြောမလာဘူးနော်ဆိုဒါဆိုလို့ရှိရင်အဲ့လိုမျိုးပုံစံပေါ့ဒီလိုဆိုလို့ရှိရင်အောင်မင်းကဒီမှာလာကူလိုက်အရင်ကြောကဒီမှာလောက်တယ်မလားဒီနေ့ကြောမလာဘူးဆိုတော့ကြောနေရအောင်လာကူပေးပေါ့တဘောကတော့ဒီကြောနေရအလောက်ကရက်ထားလို့မရဘူးအဲ့လိုမျိုးအနေထားမှာသုံးလို့ရတဲ့ပုံပေါ့ဗျာနော်ဒါကတော့ကျွန်တော်တို့ကတော့ဟိုစကလုံးကကျွန်တော်တို့တတ်ပြီးသားစကလုံးတွေနဲ့ပဲတင်ရတာဆိုတော့ဟိုမဖြစ်မနေထည့်ပြီးတုံးနေရတာပေါ့တကယ်တည်းကတော့ကျွန်တော်တို့အတိတ်ပဲမှတ်ရမှာဒီရှီယာကောင်ကြတော့ဒါကြောင့်အဲ့ဒါကြောင့်အခုဒီနေ့တင်တဲ့ကောင်ကကြတော့ဒီလိုဆိုရင်အဲ့ဒီလိုဆိုရင်နောက်တစ်ခုကြတော့အဲ့ဒါဆိုရင်လို့ပြန်တင်ပါဒါမဲ့ဒီအဲ့ဒါဆိုရင်လည်းဒီလိုဆိုရင်ကြတော့အတူတူပဲလုံးဝသုံးတာလည်းအတူတူပဲဒါမဲ့ကျွန်တော်ကတော့တပိုင်းစီတင်ရမှာပဲပေါ့နော်တင်တဲ့လူဆိုတော့ကျွန်တော်ကတော့တင်ရမှာပဲလေစုံအောင်စကလုံးစုံအောင်တင်ရမှာပဲဒီကဒါမှယူရီးယားပြောလာတဲ့အခါမှာဆိုလို့ရှိရင်ကိုကနားလဲမှာပေါ့ကိုပြောမယ်ဆိုတဲ့အခင်ကျတော့ကိုစိတ်ထဲမှာလွယ်တယ်လို့ထင်ရတဲ့စကလုံးလေးကိုပဲရွေးပြီးကြက်လိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီအပိုင်းကိုလည်းပိတ်လိုက်မယ်နော်